ကျွန်တော် second debate တွေဒီနေ့မှာတော့ဟိုဟာ quick video ပဲတွားလိုက်မှာပေါ့လေဒီနေ့ကတော့အရင် progress ဖြစ်တာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီမှာ hook ထည့်တာတွေ့တာအဲ့ဒါ snap hook ပေါ့နော်ပြောရမယ်ဆိုရင်တော့ကျွန်တော်က DFM ဟိုအထူးပြုရဆိုရင်ဘာလုပ်ရလဲဆိုတော့ကျွန်တော် screw တွေတက်နိုင်တယ်များ short သုံးအောင်ပေါ့ကျွန်တော် screw တွေတုံးလိုက်တာမှန်တယ်ဒါပေမဲ့ဟိုကျွန်တော် snapback ကအခုမှပထမဆုံးလုပ်တာဆိုတော့အစင် snap ဟုတ်တို့ပါတော့ပထမဆုံးလုပ်တာဆိုတော့အစင်အရင်မပြေသွားလို့ကြာသွားလို့ရှိရင်တော့တင်မလား screw ပြောင်းသုံးမယ်အဲ့လိုမျိုးတော့စဉ်းစားမိတယ်ပေါ့နော်ဒီအပေါ်တွေဘေးတွေကကျွန်တော် snap hook ပဲသုံးမယ်ပြီးတော့ဒီအောက်ကကျတော့ screw သွားမှာပေါ့နော်အဲ့ဒါကျတော့ base ဆိုတော့နည်းနည်းလိုတယ်ကျွန်တော်ပတ်စံရွှေတာလို့ရတယ်ဗျာ Snapfit ဘာလို့သုံးမယ်ဆိုဒါပေမဲ့ Snapfit ကဘာလဲဆိုတော့ ਨੇ experience ရှိဖို့လိုတယ်ဆိုတော့ပထမဆုံး Snapfit လောက်တာဆိုတော့နည်းနည်းကြာသွားလို့ရှိရင်တော့အဆင်ပြေသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မအောင်မြင်ခဲ့ဟို Snapfit လောက်တာအဆင်မပြေသွားလို့ရှိရင်ကျွန်တော် screw ပဲပြန်သုံးမှာပေါ့နော်အဲ့ကြတော့ screw နဲ့ပဲကျေနပ်ရမှာပေါ့အဲ့မှာအဲ့လိုမျိုးရှိတယ်ဒီမှာ snap hook ကို SolidWorks feature မှာပဲလုပ်လို့ရတယ်ဗျာဒီမှာဒါပေမဲ့ကျွန်တော် location ကိုသတ်မှတ်သေးဘူး location ကိုသတ်မှတ်လိုက်မယ်ဒီမှာဆိုရင်ဟိုဘယ်လောက် origin နဲ့ပဲတွားလိုက်မယ်ဘေးတိုက်လေးစားပြီဘေးတိုက်မရဘူးလား okay အဲ့ဆိုရင်တော့ကျွန်တော်ဒီတိုင်း line တားပြီးပဲလုပ်လိုက်တော့မယ်ဒီဟာနဲ့ဒီနားနဲ့မဟုတ်ဘူးဘာလဲဟောဒီလိုပဲတွားလိုက်တော့မယ်ခဏအနေထားပေါ့20 30လောက်ဖြစ်မှာပေါ့ဟာတက်တိတ်မရဘူးလားစားပြီဒီကောင်က 3D ဖြစ်သွားတော့ဖြစ်မယ်ဟုတ်တယ်ဒီကောင် 3D fashion တော့ fully define ဖြစ်သွားပြီ okay တက်ပြီdefine မရှိသေး sorry fully define မရသေးဘူးဒီဟာနဲ့ shoot နော်ဒီဟာနဲ့တွားညှိကြည့်နေတာလေဘာလဲ 3D ဖြစ်သွားပြီမို့လို့အဲ့လိုဖြစ်သွားတာဒီဟာကိုဖြတ်ကားရယ်မဟုတ်လားဇီနဲ့ညီပါတယ်ပေါ့wine နဲ့ wine align wine ပေါ့အဲ့လိုမျိုးလုပ်အောင်ဟုတ်တယ်ရပြီစားတယ်3ပြောင်းသွားလို့ဖြစ်သွားတာ fully define ဖြစ်သွားပြီတဲ့ okay อืม yes ပေါ့နော်ကျွန်တော်ခက်ပြီလေ okay ဒီအောင်မဲတာသွားမှာပါဆိုရင်တော့ future ကကျွန်တော်နဲ့ဟုတ် plane ရတော့ဘယ် plane right plane အားလေ okay ဟုတ်ပြီကျွန်တော်ဒီမှာဒီကောင်က snap hook ကကြတော့ကျွန်တော်ဒီတိုင်းအများကြီးပေးရအဲ့ဒါတော့ကျွန်တော်တို့ကိုက်တဲ့ဟာနေညှိရမှာပေါ့နော်ကျွန်တော်ဒီမှာ um lip and group နဲ့ snapping နဲ့သွားညှိနိုင်မှာအဲ့ဒါချက် reference ကြည့်ရအောင်မယ်အဲ့ဒါတော့ရှိမယ်ဒီနေ့ကတော့ဒီနေ့ snap hook ကိုမိတ်ဆက်ပေးတဲ့အနေနဲ့ပဲ short video ပဲလုပ်လိုက်တာဒီမှာဒီလိုကျွန်တော် degree စောင်းနေတယ်လို့စောင်းနေတယ်အဲ့ဒါကအဆင်ပြေမလားအဆင်မပြေဘူးလားတက်ပဲထားမှာလားလို့မျိုးတွေကျွန်တော် reference ကြည့်ပြီးတော့လုပ်မှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်နဲ့ပဲ break ကြတာပေါ့ဒီနေ့မလုပ်ဖြစ်ဘူးလုပ်ထားဒါပေမဲ့ဒီဟာဟိုလုပ်ပြလိုက်တာပေါ့နော်ဒါပါပဲဒီနေ့တော့
progress ကတော့အရင်မဖြစ်ဘူးဒါပေမဲ့ဒီလိုပဲသွားရမှာပဲလေဟိုဘုံတိုင်းလုပ်လို့မရအောင်တဲ့မှာအဲ့ကြောင့်အဲ့ဒါပါပဲ see you guys